လောက်ကိစ္စနဲ့ခီးထွက်နေတော့မှအမျိုးသမီးငယ်လေးဟာသူမရဲ့အထက်လူကြီးစီကိုရည်ရွယ်ချက်ရှိရှိနဲ့အထာပေးတဲ့အရေးအယောင်တွေပို့ခဲ့ပါတယ်ဒီမြင်ကွင်းကို boss ရဲ့ဇနီးဖြစ်သူကမြင်သွားခဲ့တယ်ဒါကြောင့် boss ရဲ့ဇနီးဟာမိန်းကလေးကိုအဆက်ခွဲဖို့တက်တည်ဖြစ်တပ်ပုံရယူချင်တာကြောင့်တကောင်ရံချိန်မှာအခန်းထဲကိုတိတ်တဆိတ်ခိုးဝင်ခဲ့ပါတယ်ဒါပေမဲ့သူမကစောင်းကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့ကုမ္ပဏီရဲ့မိတ်ဖက်ဆက်ကြီးအိပ်ရာပေါ်မှာအိတ်နေရာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့မိန်းကလေးနဲ့ boss တို့ဟာအခန်းထဲကိုလမ်းလျှောက်ဝင်လာခဲ့ကြတယ် boss ရဲ့ဇနီးဟာနေရာတင်ကြောင်သွားခဲ့ရပါတယ်သူမမသိတာတခုကတော့ဒီမိန်းကလေးဟာအရင်ဘဝကနေပြန်လည်မွေးဖွားလာသူဖြစ်နေတာပါပဲအမှန်တော့သူမဟာကုမ္ပဏီရဲ့အယောင်ချန်ပီယံတယောက်ပါအရင်ဘဝတုန်းကသူမဟာအလုပ်ကိစ္စနဲ့ boss နဲ့အတူခီးတွေခဏခဏထွက်ခဲ့ရတယ်ဒါကို boss ရဲ့ဇနီးကသူတို့နှစ်ယောက်ဖောက်ပြန်နေကြတယ်လို့ယုံကြည်နေခဲ့တာပါဒါကြောင့်သူမဟာမိန်းကလေးကိုကျူးတုပ်ပြီးလူရှိမှအဆက်ခွဲခဲ့ပါတယ်ဒါပေမဲ့ဘာသာရှင်းပြဖို့ညှင်းဆန်ခဲ့ရုံနဲ့မကပဲအကျင့်စာရိတ္တပြပြမှုနဲ့ပါသူမကိုအလုပ်ထုတ်ပစ်ခဲ့ပါတယ်အဲ့ဒီအကြောင်းပြချက်ကိုသုံးပြီးနင့်နာကြီးမပေးဘဲနေခဲ့တာကြောင့်မိန်းကလေးဟာစိတ်ပြက်လက်ပြက်နဲ့ထွက်ပြေးရင်းကားတိုက်မှုဖြစ်ပြီးတိတ်ဆုံးခဲ့ရပါတယ်သူမပြန်လို့လာတဲ့အခါမှာတော့လွန်ခဲ့တဲ့တလကခီးသွားခဲ့တဲ့နေ့ရက်ကိုပြန်ရောက်နေခဲ့ပါပြီ boss ရဲ့ဇနီးကဖုန်းဆက်ပြီးထပ်မံတတိပေးလာတဲ့အခါမိန်းကလေးကသူမဟာ boss နဲ့အတူဟိုတယ်သွားတော့မယ့်အကြောင်းပြောပြီးရည်ရွယ်ချက်ရှိရှိနဲ့ရန်ဆက်လိုက်ပါတယ် boss ရဲ့ဇနီးဟာချက်ချင်းဒေါသထွက်သွားပြီးမိန်းကလေးကိုကော်ဖီနဲ့ပတ်ဖို့လူလွတ်လိုက်ပါတယ်မိန်းကလေးကဒါကို boss စီချက်ချင်းတိုင်လိုက်တဲ့အခါမှာ boss ကဒါဟာသူ့ဇနီးရဲ့လက်ချက်ဆိုတာသိသွားပါတော့တယ်မိန်းကလေးကကြောက်လန့်နေတယ်လို့ဟန်ဆောင်ပြီးဖောက်တယ်နဲ့မတွေ့နိုင်တော့ဘူးလို့ပြောလိုက်တာကြောင့် boss အစည်းအဝေးကိုနောက်တစ်နေ့စီရွှေ့လိုက်ရပါတယ်အဲ့ဒီညမှာပဲမိန်းကလေးက boss ရဲ့ဖုန်းပြောတံကိုခိုးနှားထောင်ပြီးအပေးယူပြီးသွားတာနဲ့သူမကိုကုမ္ပဏီကနေထုတ်ပစ်ဖို့ကြံစီနေတာကိုသိသွားပါတယ်ဒါကြောင့်သူမကအစီအစဉ်တိုင်းလိုက်ကစားဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာစီးနဲ့အခန်းချင်းကြိုတင်လဲလှယ်ထားလိုက်ပါတယ်တကောင်ရံမှာ boss ရဲ့ဇနီးအခန်းထဲကိုကျူးကျော်ဝင်ရောက်လာတဲ့အခါစီယုံနဲ့ထိတ်တိုက်တိုးပါတော့တဲ့ချီယောကဒေါသထွက်ပြီး boss ရဲ့ဇနီးကိုပါရိုက်လိုက်ပါတယ်ဒါဟာထောင်ချောက်စင်တာလို့ယူဆပြီးပူးပေါင်းဆောင်ရွက်မှုကိုချက်ချင်းဖျက်သိမ်းလိုက်ပါတယ် boss နဲ့သူ့ဇနီးတို့ဟာရှော့ကိုလိုက်လံချင်းချောက်ခဲ့ကြတယ်သူတို့ကလှုပ်ဝက်ဗီဒီယိုတွေကိုတုံးပြီးဆရာကိုအရှုံးပေးခိုင်းခဲ့ကြပါတယ်သူတို့တွေဂုံယူနေကြတော့မှပဲချီယိုရဲ့ဇနီးကလူတွေနဲ့အတူအခန်းထဲကိုအပြေးလောဝင်လာပါတယ်သူမကအရာအလုံးကိုနေရာတင်ဖွင့်ချလိုက်ပါတော့တယ်သူမကရှော့ကိုရိုက်နှက်ယုံတင်မကပဲဒီကုမ္ပဏီနဲ့ဘယ်တော့မှထပ်ပြီးအလုံးမလုပ်တော့ဘူးလို့ကြေညာခဲ့ပါတယ် boss ကထိတ်လန့်သွားပြီးမိန်းကလေးကိုကူညီဖို့တောင်းပန်ပါတယ်မိန်းကလေးကစဉ်းစားပြီးသဘောတူလိုက်ပါတယ်သူမကရှေ့ရဲ့ဇနီးစီသွားပြီးပူးပေါင်းဆောင်ရွက်မှုကိုဆက်လုပ်ချင်ကြောင်းပြောပါတယ်ဒါပေမဲ့ဒါဟာကုမ္ပဏီနဲ့မဟုတ်ပဲသူမကိုယ်တိုင်နဲ့ပဲဖြစ်ရမယ်လို့ဆိုပါတယ်အဲ့ဒီအမျိုးသမီးကမိန်းကလေးရဲ့အရေးချင်းကိုသဘောကျပြီးနောက်ထပ်အခွင့်အရေးတစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီသတင်းဟာကုမ္ပဏီစီကိုမြန်မြန်ဆန်ဆန်ပဲရောက်သွားပါတယ် boss ကတော့အလုပ်ထွက်နေတာကြီးမပေးချင်တာကြောင့်မိန်းကလေးကိုအပြစ်ဖို့ဓာတ်ပုံအတူတွေဖန်တီးဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးကတက်သေးတွေချက်ချင်းထုတ်ပြပြီးအသေးဖြတ်မှုနဲ့ပြန်လည်တရားစွဲဆိုလိုက်ပါတယ် boss လည်းနင့်နာကြီးသဘောတူညီချက်ကိုလက်မှတ်ထိုးပေးဖို့ကလွယ်လို့အခြားနည်းလမ်းမရှိတော့ပါဘူးမိန်းကလေးဟာအောင်မြင်စွာအလုပ်ထွက်နိုင်ခဲ့ရုံတင်မကပဲအပိုစုကြေးတန်းတန်းမှရရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအတွင်းရေးမှူးကမိတ်ဖက်ကုမ္ပဏီကလူတွေအောက်ထပ်ကိုရောက်နေပြီဖြစ်ကြောင်းလာသတင်းပို့ပါတယ် boss ကသူတို့မိသားစုလိုက်တွားရောက်ကြိုဆိုကြပေမဲ့အဲ့ဒီအမျိုးသမီးကတော့သူတို့နဲ့လက်တွဲမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူမလက်တွဲမဲ့တူဦးလေးတော့သူကတော့